Hello အားလုံးပဲမင်္ဂလာပါစေ။နည်းနည်းတော့နောက်ကျပြီလားတော့မသိဘူးเนาะအချိန်ကကွာတယ်လေเนาะအေဂျိုးစီမှာအခုမှ 5am ရှိသေးတယ်ဆိုတော့เนาะအဲ့တော့အခုပဲ line ဖွင့်ခြင်းပေါ့เนาะဂျာမန်တန်ယုံကနေမှ video file လေးနဲ့လုပ်ပြီးတင်တာတော့တော်တော်လေးသဘောကျတော့သဘောကျတယ်ဆိုတာကတော့ကိုမြန်မာပြည်သူလူထုတရက်လုံးကကွန်ပျူတာကဏ္ဍတွေလောက်ချင်ပေမဲ့လည်းလောက်ပိုင်ခွင့်မရှိမလုံနိုင်ရတဲ့လူလေးတွေအတွက်ဒါလေးတွေကလည်းခွန်အားဖြစ်စေတယ်ပေါ့เนาะဒါကြောင့်မို့အဲ့ဒါလေးကိုပြန် share လုပ်ပြီးလို့ပါတော်တော်များများလည်းမြင်ပြီးလောက်ပါပြီเนาะမမြင်သေးတဲ့လူတွေတော့မြင်ပြီးတဲ့လူတွေအတွက်လည်းကြည့်ဖို့အတွက်တန်ပါတယ်ဘာပဲဖြစ်ဖြစ်ဒီလိုမျိုးလောက်လာတဲ့ခါကျတော့နိုင်ငံတကာလေးမြင်ရတယ်ဆိုလို့ရှိရင်သူတို့ပို့ပြီးတော့မှကိုယ်တွေကို supporting ပေးဖို့ပို့ပြီးတော့မှခွန်အားဖြစ်စေတယ်ပေါ့နော် Mingalaba, today Myanmar commemorates Martyrs' Day. We join the people of Myanmar in honoring General Aung San and his 8 compatriots. They gave their lives in their efforts to pursue the independence and a better future for Myanmar. For many, their courage and dedication continue to inspire today. Myanmar's rich history has shaped its future. We should learn from it rather than instrumentalize it. At a time when Myanmar continues to face profound challenges, Martyrs' Day reminds us of the enduring aspirations of the people of Myanmar for peace, freedom, unity, and the hope for a better future. I pay my deepest respects to the legacy of martyrs and reaffirm Germany's long-standing friendship and solidarity with the peoples of Myanmar. Okay ဖတ်ပြမယ်နော်မင်္ဂလာပါဇူလိုင်လ19ရက်နေ့မှာကြာရောက်တဲ့အာဇာနည်နေ့ကိုမြန်မာနိုင်ငံမှာကျင်းပနေကြပါတယ်မြန်မာပြည်သူတွေနဲ့အတူကြာဆုံးနေပြီးတော့ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွအာဇာနည်ကောင်းဆောင်ရှိဦးကိုကျွန်ုပ်တို့အောက်မေ့ကုန်ပြုအပ်ပါတယ်အာဇာနည်ကောင်းဆောင်တွေဟာမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနဲ့ပုံမကောင်းမွန်တဲ့အနာဂတ်အတွက်ကြိုးပမ်းရန်အသက်ပေးလှူခဲ့ကြပါတယ်သူတို့တွေရဲ့ရဲစွမ်းတတိနဲ့နိုင်ငံအပေါ်အနံထားတဲ့စိတ်ဓာတ်တို့ဟာဒီကနေ့အချိန်ထိလူအများပြားအတွက်အတူယူအားကြစရာဖြစ်နေစေဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ကြွယ်ဝတဲ့တမိုင်းကြောင်းဟာနိုင်ငံရဲ့အနာဂတ်ကိုပုံဖော်ပေးခဲ့ပြီးဖြစ်ပါတယ်ဒီတမိုင်းဖြစ်စဉ်ကိုကိုကျိုးအတွက်လိုသလိုအသုံးချမယ့်အစားသင်ခန်းစာယူသင့်ပါတယ်မြန်မာနိုင်ငံမှာစိန်ခေါ်ချက်များစွာဆက်လက်ရင်ဆိုင်နေရတဲ့အခုလိုကာလမှာအာဇာနည်နေ့ဟာမြန်မာပြည်သူတွေကာလရှည်ကြာမျှော်လင့်တောက်တနေတဲ့ငြိမ်းချမ်းရေးလွတ်လပ်ရေးစည်းလုံးညီညွတ်ရေးနဲ့ပုံမှုကောင်းမွန်တဲ့အနာဂတ်အတွက်မျှော်လင့်ချက်တို့ကိုအောက်မေ့တတိရစေပါတယ်ကျွန်ုပ်တို့အနေနဲ့အာဇာနည်ကောင်းဆောင်တွေရဲ့တမိုင်းအမွေနှစ်ကိုလေးလေးနက်နက်ဂုဏ်ပြုအပ်ပါတယ်။ဒါ့အပြင်မြန်မာပြည်သူတွေအပေါ်ဂျာမနီနိုင်ငံရဲ့ကာလရှည်တည်ရှိပြီးသားချစ်ကြည်ရင်းနှီးမှုနဲ့စည်းလုံးညီညွတ်မှုတွေကိုလည်းထပ်လောင်းအတည်ပြုလိုပါတယ်။ကဲအဲ့တော့မအားလာတွေတော့မအားလာတော့တော်တော်ကြီးကိုဆွဆွခုံနေတော့မှာပေါ့နော်။အဲ့လိုမျိုးအဲ့တော့တခြား embassy တွေလည်းဒါမျိုးလေးတင်ပေးမယ်ဆိုရင်တော့တိတ်ကိုကောင်းပါတယ်ပြည်သူလူထုတရက်လုံးကိုစားပေါ့နော်။ဆိုတော့အဲ့တော့ပြောချင်တဲ့ဒီထဲမှာနော်highlight ထောက်ပြစရာလေးရှိတာကတော့မြန်မာနိုင်ငံရဲ့ကျွယ်ဝတဲ့တမိုင်းကြောင်းဟာနိုင်ငံရဲ့အနာဂတ်ကိုပုံဖော်ပေးခဲ့ပြီးဖြစ်ပါတယ်ဒီတမိုင်းဖြစ်စဉ်ကိုကိုကျိုးအတွက်လို့အသုံးချမဲ့အစားသင်ခန်းစာယူသင့်ပါတယ်တဲ့နော်ကဲတဘောကတော့အခုလက်ရှိမှအလားတူဗိုလ်ချုပ်ရဲ့ YouTube တွေကိုအကုန်လုံးဖြက်စီးနေတယ်ဆိုတာတွေအားလုံးကိုလေသူတို့တွေသိနေတယ်ဆိုတဲ့ဥစ္စာကိုဒါကဖော်ပြသွားတာပဲနော်အဲ့ဒါကြောင့်မလို့ဒီလိုတမိုင်းဒီလောက်ကျွယ်ဝတဲ့တမိုင်းအကြောင်းတွေကဂုံယူစရာဖြစ်တယ်လीနော်အဲ့ဒါကိုဂုံယူစရာကိုပို့ပြီးတော့မှကောင်းမွန်လာအောင်မထိမ့်သိမ့်မဲ့နဲ့နော်ကိုကျိုးအတွက်လူတလို့အတုံးချမဲ့အစားသင်ခန်းစာအဖြစ်ယူသင့်တယ်လို့သိတယ်နော်သိတယ်အဲ့တော့မြန်မာနိုင်ငံမှာစိန်ခေါ်ချက်ပေါင်းများစွာလဲဆက်လက်ရင်ဆိုင်နေရစေပါတဲ့နော်အဲ့တော့ကျွန်တော်တော့မဖတ်ပြတာနော်ဖတ်ပြီးတော့ဆိုတော့အဲ့တော့ကျွန်ုပ်တို့အနေနဲ့အာဇာနည်ခေါင်းဆောင်တို့ရဲ့တမိုင်းအမွေနှစ်တွေကိုလေးလေးနက်နက်ဂုဏ်ပြုအပ်ပါတယ်ဒါအပြင်မြန်မာပြည်သူတွေအပေါ်ဂျာမနီနိုင်ငံရဲ့ခါလာရှိဆိုတာနော်အဲ့တော့ okay ခေါင်းဆောင်တွေရဲ့တမိုင်းအမွေနှစ်ကိုလေးလေးနက်နက်ဂုဏ်ပြုအပ်ပါတယ်တဲ့နော်သူများနိုင်ငံကလူတွေတော့မှဒီတမိုင်းအမွေနှစ်ကိုဘလောက်တန်ဖိုးထားလေးစားလဲဆိုတော့ဖော်ပြတယ်အဲ့တော့ဒါတွေကိုပြည့်စည်နေတာကိုသိတယ်မပြောအဲ့လိုလားမပြောတာလीနော်အဲ့တော့ဒါတွေကိုသူတို့လုံနေတဲ့ဖြက်စီးနေတဲ့လူတွေကိုတတိပြန်ပြီးမူစီချင်တာအဲ့ဒါကိုဖော်ပြထားတာပဲတိတ်ပိတ်ကတော့နော်ရှင်းရှင်းလေးပါပဲအဲ့တော့မအားလာတော့တော်တော်လေးကိုဆွဆွခုံနေလောက်ပြီပေါ့နော်ဒီလိုမျိုးတော့ဖမ်းလို့လည်းမရအောင်လीနော်အဲ့ကြောင့်မို့အခြားတော့ embassy တွေလည်းဒါမျိုးလေးလုပ်ပြီးမယ်ဆိုတော့တိတ်ကိုကောင်းပါပဲနော်ဘာလဲဆိုတော့မြန်မာနိုင်ငံထဲမှာရှိနေတယ်ဆိုရင်သူတို့တန်ယုံတွေဆိုတာကမအားလာလုပ်ရှင်နိုင်တော့လုပ်လို့မရအောင်ရှင်းရှင်းပြောမယ်ဆိုရင်တန်ယုံတွေဆိုတာကတီးခြားနိုင်ငံငယ်လေးတစ်ခုလိုပဲနော်
ဒါကြောင့်မလို့တချို့တွေဆိုရင်တန်ယုံကကေထားတာတို့ဘာတို့အဲ့လိုမျိုးတွေရှိတယ်ဟုတ်လားဒါမျိုးဆိုရင်လွတ်မြောက်တယ်တန်ယုံမှာတွားပြီးကျူးကျော်လို့မရဘူးတန်ယုံမှာထားပါတော့ဂျာမန်တန်ယုံဆိုရင်ဂျာမန်နိုင်ငံအသေးလေးလိုပဲမြန်မာနိုင်ငံထဲမှာအဲ့လိုပုံစံဖြစ်တယ်နော်တခြား US embassy ဆိုရင် US နိုင်ငံအသေးလေးလိုပဲသူတို့ကကိုပိုင်နေမြေဒေသတွေဖြစ်တယ်အဲ့ဒီနေရာမှာသူတို့ကမအားလာရဲ့သူ့အတူဘာဥပဒေတွေဘာညာထုတ်နော်သူတို့တန်ယုံရှိနေတွေကသူတို့ရဲ့ကိုပိုင်နေမြေပဲနော်ဒီသူတို့ပိုင်ဆိုင်တဲ့နေမြေပဲမအားလာနဲ့မဆိုင်ဘူးနော်အဲ့ဒါကြောင့်မလို့ရဲဝံ့ကိုဒီလိုမျိုးထုတ်ဖို့ပြောလို့ရတယ်နော်စေတနာရှိတယ်ဆိုရင်ပေါ့နော်အဲ့ဒါမျိုး